အဲ့ဒါဆိုတော့ကျွန်တော်တို့ကအောင်ပြောင်းလိုက်တာလဲဆိုတော့အဝိဇ္ဇာမှာဝိဇ္ဇာတို့ဝိဇ္ဇာမှာအခုပါလာတယ်ဝိမု ക്തി အဝိဇ္ဇာနဲ့ဝိဇ္ဇာကိုပြောင်းပေးရမယ်ပြောင်းပြီးဝိဇ္ဇာနဲ့တော့မှဝိမု ക്തി ပြောင်းပေးဝိမု ക്തി ဆိုတာကအခုနောက်ဆုံးပါပေါ့အခုနောက်ဆုံးအခုဘာတွေတင်ခက်ခဲတင်နေလဲဆိုတရားထိုင်တဲ့အခါမှာဘာဖြစ်လို့လဲဆိုတော့အာယုန်နဲ့စိတ်နဲ့လည်းမထိခင်နဲ့အာယုန်နဲ့စိတ်နဲ့လည်းမကင်းကောင်းဘူးဆိုတော့မထိအောင်သွားနေတယ်လေညှိတယ်ဟုတ်ဒီလိုမှမရဟုတ်တော့ကျွန်တော်ပထမပိုင်းမှာပြောခဲ့ရရှိပါတယ်ဟလားကျွန်တော်တို့အရေးအကိုရောက်တဲ့အခါမှာဟလားအရေးကိုအာယုန်မပြူဘဲနဲ့အေးတယ်လို့ပြောတာအရေးကမှအေးတဲ့အခါကျတော့အာယုန်မပြူဘဲနဲ့အေးတယ်ဆိုတဲ့သဘာဝကိုနေလို့ရအောင်ဒါပေမဲ့တကယ်သဘာဝထဲမှာကြတော့ဟလားအာယုန်မပြူလို့မရအာယုန်နဲ့စိတ်နဲ့မထိအောင်လုပ်လို့မရအောင်ရှိနေမှာအဲ့တော့မထိသေးတဲ့ဆိုတာကအဝိဇ္ဇာနဲ့မစင်ကြဲတဲ့ဓမ္မတွေနဲ့တော့မထိသေးတဲ့ဆိုလို့အဲ့တော့ကျွန်တော်တို့ဝိသဉ္ဇဉ်ရသွားတဲ့အခါကျတော့အာယုန်တိုင်းအစင်ကြယ်နေတဲ့အတွက်အဲစင်ကြယ်တဲ့တရားနဲ့ထိရင်ကျွန်တော်တို့စိုးရိမ်တယ်လို့ပါဘူးအဲ့လိုတော့နောက်တစ်ခုကအာယုန်တိုင်းဟာနိဗ္ဗာန်ချမ်းသာလို့သိသွားပြီဆိုရှင်လည်းပဲအဲနိဗ္ဗာန်ချမ်းသာနဲ့ထိရင်ရောကျွန်တော်တို့စိုးရိမ်တယ်လို့ပါလို့တော့အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီမနှောနဲ့အဲ့အာယုန်နဲ့ထိပါပြီလို့လည်းကျွန်တော်တို့ကကြိုးစားကြပြစ်တာဖို့ကြောလိုသေးလားသဘာဝရထိအတူထိနေတာကိုကျွန်တော်တို့ကထိတဲ့အတိုင်းပဲနေနိုင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ရဲ့လူတိုင်းမှာရှိတဲ့ဟလားဥပါဒဏ်လွတ်တဲ့သိရကင်းတဲ့ချမ်းသာကိုသဘာဝအတိုင်းပဲရမယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့ဝိပဿနာလုပ်ပြီးတော့ဟလားကိုယ်တိုင်နေကြည့်ရမယ်အဲ့တော့ကိုယ့်ရဲ့လွတ်မြောက်မှုကိုအသုံးပြပေးမှာကိုယ့်ရဲ့သရာတရားဓမ္မဘုံမှာကိုဘယ်လောက်ထိဟလားစိတ်ဝင်စားလို့လေဘယ်လောက်ထိအောင်ဆောက်ရှောက်နိုင်တယ်လေဘယ်လောက်ထိအောင်ကျွန်တော်တို့ဟလားအသက်ကြီးပါပြီဖြစ်တဲ့အတွက်ဟလားကျွန်တော်တို့အချိန်ကြီးကြီးတန်နေတော့ပါဘူးတဏှာကြီးကမရတော့ဟုတ်လားမရပါပဲဟလာနိုင်ဝဲဖြစ်စီ15မိနစ်ဖြစ်စီပေါ့နော်အဲ့ထဲမှာကျွန်တော်တို့ကဟလာဒီဓမ္မတွေပေါ်မှာဝိပဿနာလုပ်ပြီးတော့မှအဲ့ဓမ္မတွေနေနိုင်တဲ့အနေချင်းဖြစ်စီပေါ့နော်နေနိုင်တဲ့အလေးထားတွေကိုကျွန်တော်တို့မပြည့်စည်ဘူးလို့ပါတယ်ဟလာအဲ့ဒါတွေခိုင်မာသွားမယ်ဆိုလို့ရှိရင်အဲ့ဒီသဘာဝဓမ္မတွေမှာတကယ်ချမ်းသာတဲ့တရားတွေရှိတယ်ဟလာအရင်တော့ကျွန်တော်တို့ဘာကြောင့်သိရတယ်လဲမသိလို့သိရင်အဲ့တော့မသိလို့သိရတယ်သိရင်ချမ်းသာအဲ့တော့အဖြစ်လို့ရှိရင်သိပြီးတော့မချမ်းသာသေးဘူးဆိုရင်ကျွန်တော်တကယ်မသိသေးလို့ဆိုတာဘောတော့ဟုတ်တယ်မလားအဲ့တော့ဘုရားမသိလို့ဆင်းရဲတာအမှန်ပြီဆိုရင်အဲ့ဒါသိရင်ဆင်းရဲကုန်အောင်ဟုတ်တော့ဆင်းရဲမကုန်သေးဘူးဆိုရင်ကျွန်တော်တကယ်မသိသေးလို့ဆိုတာဘောတော့ပဲဒါပြင်အဲ့ဆင်းရဲကုန်ဖို့အတွက်တကယ်သိအောင်လည်းကျွန်တော်ဝိပဿနာလုပ်အောင်ဟုတ်တယ်ဓမ္မတာကိစ္စလုပ်တယ်နေတယ်များတယ်ဆွေးနွေးတယ်တကယ်အခုတရားတကယ်တမ်းကိုတရားရမရသွားဘယ်သူကစစ်မှာလဲကိုလောရံကိုစစ်ကိုလောရံကိုစစ်